Yakunia Belambi Getishigo Sutahi Sound Tishu Mazayue Name the Swahili Biba Yeni Pumia Pumia Getishe Piluba Jano Amazamu Kuro Nina Tubazi Miba Miswitch Dumia Kuro Nina Niziba Daya Tekangi Heidu Jude Kwabu Samuba Jano Kaya Kamjimya Kuro Changa Peyoya Jano Teshin Zenoga Adhikano Muyasha Yamuyanchi Manjimya Jano Pyubami Peya Sinzado Kuroshini Open Yatani Open Yatani 139 ခုမြောက်သောစာလံအပိုက်ငယ်ခုနှစ်မှ30ဝိညာဉ်တော်နှင့်လွတ်ခြင်းအလို့ငါအဘယ်အရက်သို့သွားနိုင်ပါမည်နည်းမျက်နာတော်နှင့်လွတ်ခြင်းအလို့ငါအဘယ်အရက်သို့ပြေးနိုင်ပါမည်နည်းကောင်းကင်သို့တက်လျင်ကိုတော်ရှိတော်မူ၏မရဏနိုင်ငံ၌အိယာကိုခင်းလျင်ကိုတော်ရှိတော်မူ၏နက်နက်အတောင်တို့ကိုယူ၍သမုတ်တရားဆွန့်လိုက်နေလျင်ထိုအရက်၌ပင်ကိုတော်၏လက်သည်အကျွန်ုပ်ကိုပို့ဆောင်လျက်လက်ရလက်တော်သည်ကင်လျက်ရှိပါလိမ့်မည်အာမင်ဒီတစ်ခါတလေမှာဘုရားသခင်နဲ့ကျမတို့ရဲ့ဆက်သွယ်မှုတွေပြတ်တောက်သွားသလိုခံစားရတဲ့အချိန်တွေရှိပါတယ်ဆာလံဆရာကြီးကပြောတယ်နော်အကျွန်ုပ်ဘုရားဘာကြောင့်ကျွန်ုပ်ကိုစွန့်ပစ်တာလဲကိုရောဟာဘာကြောင့်ဝေးမှရက်နေတာလဲအဘယ်ကြောင့်ကျွန်ုပ်ကိုစွန့်ပစ်တယ်လဲဆိုပြီးတော့သူကမေးတယ်သူဒီလိုမေးရခြင်းကဘုရားသခင်သူ့ကိုအဆက်အသွယ်ဖြတ်လိုက်တယ်ဘုရားသခင်နဲ့သူနဲ့အဆက်အသွယ်ပြတ်သွားတယ်လို့ခံစားရလို့ဖြစ်ပါတယ်ဘေးရောက်တဲ့ကာလမှာငါဟာထာဝရဘုရားကိုရှာရတယ်ညအချိန်မှာပဲငါလက်ကိုဆန့်ပြီးတော့နေရတယ်ငါဝိညာဉ်ကတတ်တာခြင်းကိုညှင်းပယ်တယ်လို့ဆာလံဆရာကြီးကပြောပါတယ်ဆာလံဆရာဟာဘုရားသခင်ကိုသိချစ်တဲ့သူဖြစ်တယ်ဘုရားသခင်ကိုအားကိုးတဲ့သူဖြစ်တယ်ဒါပေမဲ့ဘုရားဘက်ကတုံ့ပြန်မှုမရှိဘူးဘုရားဘက်ကအဆက်အသွယ်ဖြတ်ထားတယ်လို့ခံစားရတဲ့အချိန်မှာသူဝမ်းနည်းခဲ့လို့ဒီလိုစကားမျိုးပြောခဲ့တာဖြစ်လိမ့်မယ်တခါတလေမှလည်းကျမတို့ရဲ့ဘဝအသက်တာထဲမှာဘုရားသခင်ကကျမတို့ရဲ့ဆုတောင်းတန်တွေကိုမကြားဘူးကျမတို့ပြောတဲ့အရာတွေကိုဘုရားဘက်ကတုံ့ပြန်မှုမရှိဘူးလို့ခံစားလာရတဲ့အချိန်မှာကျမတို့စိတ်သက်ကြသွားတယ်။ဘာလို့အဆင်မပြေဘူး။ဘုရားသခင်ဘယ်ရောက်နေလဲလို့မေးတဲ့အချိန်ကြီးရှိခဲ့ပါတယ်။ကျမတို့ဒီနေ့အင်တာနက်တယ်လီဖုန်းလိုင်းလေးတွေအဆက်အသွယ်မရတဲ့အချိန်မှာတော့မှအားလုံးအဆင်မပြေကြဘူးစီးပွားရေးတွေနော်အဆင်မပြေကြဘူးလုပ်ငန်းတွေတယောက်နဲ့တယောက်ဆက်သွယ်မှုတွေအားလုံးကပြတ်တောက်သွားတယ်လို့ခံစားရပြီးဆက်လက်ပြီးလှုပ်ဆောင်မယ့်အရာတွေကအဆင်မပြေမှုတွေကိုကြုံတွေ့ခဲ့ရတယ်ဆိုရင်ဖျားသခင်နဲ့နော်ကျမတို့ကိုးကွယ်တဲ့အသက်ရှင်တော်မူသောဖျားသခင်နဲ့ကျမတို့အဆက်အသွယ်ပြတ်သွားမယ်ဆိုရင်ကျမတို့ဘယ်လိုခံစားရမလဲကျမတို့ဘာမှအဆင်ပြေမှာမဟုတ်ဘူးလှုပ်လို့ရမှာမဟုတ်ဒီနေ့ဖျားဘက်ကတော့ကျမတို့ကိုဘယ်တော့မှအဆက်အသွယ်မဖြတ်ဘူးဆိုတာကိုသိထားဖို့လိုအပ်ပါတယ်ဆာလန်ဆရာကပြောပါတယ်
ခုနကကျွန်မဖတ်သွားတယ်ဝိညာဉ်တော်နဲ့လွတ်ခြင်းအလို့ငါအဘယ်ရက်သို့သွားနိုင်ပါမည်နည်းမျက်နာတော်နဲ့လွတ်ခြင်းအလို့ငါအဘယ်ရက်သို့ပြေးနိုင်ပါမည်နည်းတဲ့ဘုရားသခင်ရဲ့ဝိညာဉ်တော်နဲ့လွတ်တဲ့အရက်ကဘယ်နေရာမှမရှိပါဘူးကောင်းငင်ကိုပဲတက်တဲ့မရဏနိုင်ငံမှာပဲအေးရကိုခင်ကိုရောရှိတယ်တဲ့ဟိုသမုတ်တရားဆုံးမှနေရင်လေကိုရောရဲ့လက်ကအဲ့ဒီအရက်မှာပဲကျမတို့ကိုပို့ဆောင်နေမယ်လို့ဆာလန်ဆရာကပြောခဲ့ပါတယ်ဒီနေ့ကျမတို့ရဲ့မျှော်လင့်ချက်တွေကျမတို့ရဲ့ဆုတောင်းနေတဲ့အရာတွေမရသေးတဲ့အချိန်မှာစိတ်ဓာတ်ကျပြီးတော့ဖယားနဲ့အဆက်အသွယ်ပြတ်သွားသလားလို့ခံစားရတဲ့အချိန်မှာကျမတို့သိရမယ့်အရာတွေအများကြီးရှိပါတယ်ပထမတစ်ချက်ကတော့ခုနကဆာလန်ဆရာပြောသလိုပဲဖယားသခင်ကကျမတို့နဲ့အတူတူရှိနေတယ်ဝိညာဉ်တော်နဲ့လွတ်တဲ့နေရာဘယ်နေရာမှမရှိဘူးမျက်နာတော်နဲ့လွတ်တဲ့နေရာဘယ်နေရာမှမရှိဘူးကျမတို့ဘယ်နေရာမှာပဲရှိမှောင်မိုက်ထဲမှာထိုင်နေလဲကိုရောရှိတယ်အလင်းထဲမှာရှိနေရင်လည်းကိုရောရှိတယ်ကျွန်တော်ဒုက္ခဆင်းရဲထဲမှာကြုံတွေ့နေရရင်လည်းကိုရောရှိတယ်လို့ဝမ်းမြောက်ခြင်းတွေကိုခံစားနေရတဲ့အချိန်မှာလည်းကိုရောရှိတယ်ဆိုတာကိုသိဖို့လိုအပ်ပါတယ်ဆာလန်ဆရာကြီးကပြောပါတယ်ဖခင်အတူရှိနေတာကိုသူသိတယ်သူသိတဲ့အတွက်သူပွင့်ပွင့်လင်းလင်းပြောတယ်ဒီနေ့ဖခင်သခင်နဲ့ကျမတို့အဆက်အသွယ်ပြတ်တယ်လို့ခံစားရတဲ့အချိန်မှာကျမတို့ဖခင်သခင်ကိုပွင့်ပွင့်လင်းလင်းပြောပါနော်ဖခင်သခင်ကိုကျမတို့ရဲ့ရင်ထဲမှာရှိတဲ့အရာတွေကိုပွင့်ပွင့်လင်းလင်းပြောဖို့အရန်အရေးကြီးပါတယ်ဆာလန်66မှာလည်းငါသည်ဖျားသခင်ကိုနှုတ်နှင့်အော်ဟစ်၍ဂုဏ်တော်ကိုလည်းရှာနှင့်ချီးမွမ်းပြီးငါသည်စိတ်နှလုံးထဲမှဒုစရိုက်ကိုငှဲ့ကွက်လင်ဖျားရှင်သည်နားထောင်တော်မမူတမန်ကျမ်းစာကပြောထားပါတယ်တခါတလေမှာကျမတို့ရဲ့အပြစ်တွေကြောင့်ကျမတို့မှားခဲ့တဲ့အရာတွေကြောင့်ကျမတို့ရဲ့နှလုံးသားထဲမှာရှိနေတဲ့ဒုစရိုက်တွေကြောင့်ဖျားနဲ့ကျမတို့ရဲ့ relationship ကပြတ်တယ်လို့ဖြစ်နေတယ်အဲ့ဒီအချိန်မှာကျမတို့ရဲ့အပြစ်တွေကိုဝင်ချတောင်းပန်ဖို့လိုအပ်ပါတယ်တတိယတစ်ချက်အနေနဲ့ကျမတို့ဖယားနဲ့အဆက်အသွယ်ပြတ်တယ်လို့ခံစားရတဲ့အချိန်မှာငြိမ်ဝတ်စွာနေဖို့အရန်ရည်ကြီးပါတယ်။ဖျားသခင်ကပြောပါတယ်ငြိမ်ဝတ်စွာနေကြလို့ငါကဖျားသခင်ဖြစ်သည်ဟုသိမှတ်ကြလို့လူမျိုးတို့တွင်ဘုံပွင့်ပြီနော်ကျမတို့ကိုပြောထားတာဖြစ်တယ်။တခါလေကျမတို့ကလောကမှာရှိတဲ့အရာတွေကြောင့်မငြိမ်မဝတ်နိုင်ဘဲနဲ့ရောက်ရက်ခတ်နေတဲ့အချိန်မှာဖယားသခင်ကနော်ကျမတို့ကိုငြိမ်ဝတ်ဖို့ပြောပါတယ်။စရုပ်ထားချက်အနေနဲ့ကတော့ကျမတို့အသက်တာမှာစောင့်ဆိုင်ဖို့လိုအပ်ပါတယ်။ဘုရားသခင်ကအချိန်ရောက်နေရင်ဒီထိုအမှုကိုနှိုးဆော်မယ်လို့ပြောတယ်။ဒီနေ့ကျမတို့ရဲ့မျှော်လင့်နေတဲ့အချိန်ကျမတို့အချိန်နဲ့ဘုရားအချိန်ကမတူပါဘူး။ဘုရားသခင်ကသူ့ရဲ့အချိန်နဲ့သူ့ထိုင်ပင်နဲ့အလုပ်လုပ်တာဖြစ်တယ်လို့ဘုရားသခင်ကဘယ်တော့မှနောက်မကျတဲ့ဘုရားဖြစ်ပါတယ်။ဒါပေမဲ့လည်းဘယ်တော့မှလည်းသူဟာအလင်းစလိုလှုပ်တတ်တဲ့ဘုရားမဟုတ်ပါဘူး။နောက်ဆုံးနံပါတ်5တစ်ချက်ကတော့ဖယားသခင်ကဘယ်တော့မှကျမတို့ကိုမစွန့်ပစ်ဘူးဆိုတာကိုသိဖို့လိုအပ်ပါတယ်နော်ဟေဘရဲခန်းကြီး73ခန်းငယ်9မှာငါသည်တင့်ကိုမစွန့်တင့်ကိုအလင်းပြည့်၍မထားလို့ပြောပါတယ်ဟေရှာထဲမှာမစိုးရင်နဲ့ငါသည်တင့်ကိုမစွန့်မကြောက်နဲ့သင်ဖျားသခင်ငါသည်တင့်ကိုခိုင်ခန့်စေမည်လို့ပြောနေတာဖြစ်ပါတယ်။ဒါကြောင့်ကျမတို့ရဲ့ဒီနေ့ဘဝအသက်တာထဲမှာဖျားသခင်နဲ့အဆက်အသွယ်ပြတ်တယ်လို့ခံစားလာရပြီဆိုရင်ဒါကဖျားဘက်ကအဆက်အသွယ်ဖြတ်ခြင်းမဟုတ်ပါဘူး။ဖျားနဲ့အဆက်အသွယ်ပြတ်တာကကျမတို့ဘက်ကပြက်ကွက်နေတာဖြစ်တယ်။ကျမတို့ဘက်ကအမှားတွေကြောင့်ကျမတို့ဘက်ကအပြစ်တွေကြောင့်ဖျားနဲ့ဝေးကွာတယ်လို့ခံစားနေရတဲ့အချိန်တွေရှိခဲ့မယ်။အဲ့ဒီအချိန်မှာဖျားသခင်ရဲ့နော်ကျမတို့နဲ့အတူတူရှိနေခြင်းကိုသတိရပါပွင့်ပွင့်လင်းလင်းဘုရားသခင်ကိုပြောပြပါနောက်ကျမတို့ရဲ့နှလုံးသားထဲမှာရှိတဲ့ဒုစရိုက်အပြစ်တွေကိုဝင်ချတောင်းပန်ပါဘုရားသခင်ကျမတို့အပေါ်မှာပေးထားတဲ့ဂတိတော်တွေကိုယုံကြည်စိတ်ချပါပြီးတော့ငြိမ်ဝတ်စွာနေပါစောင့်ဆိုင်ပါဘုရားသခင်ကိုနောက်ဆုံးမှာဘုရားဟာဘယ်တော့မှမစွန့်ပစ်ဘူးဆိုတဲ့ဂတိတော်ကိုယုံကြည်ဖို့လိုအပ်ပါတယ်ယောဘကြီးရဲ့အသက်တာမှာဘလောက်ဒုက္ခတွေပဲကြုံခဲ့ရငါ့ကိုတတ်တော်မူ၍ငါမျော်လင့်စရာမရှိတော့လဲရှေ့တော်နဲ့အပြစ်ဖြေစရာစကားကိုငါလျှောက်ထားမည်လို့ပြောတယ်သူ့ရဲ့ဘဝအသက်တာမှာဘုရားသခင်ကတိတ်ဆိတ်နေတယ်လို့ခံစားရတယ်ဘုရားနဲ့သူနဲ့အဆက်အသွယ်ပြတ်တယ်လို့ခံစားနေရပေမဲ့သူ့မှာမျော်လင့်စရာမရှိရင်တော့မှရှေ့တော်မှာအပြစ်ဖြေစရာစကားကိုပဲငါလျှောက်ထားမယ်တဲ့ထို့သောပြုလေငါ့ကဲတင်ရာအကြောင်းဖြစ်လိမ့်မယ်လို့ပြောပါတယ်ယောဘရဲ့ယုံကြည်မျှော်လင့်ခြင်းလိုပဲကျမတို့ရဲ့အသက်တာမှာလည်းဖယားသခင်ဟာကျမတို့ကိုဘယ်တော့မှအဆက်အသွယ်မဖြတ်သွားဘူးဖယားသခင်ကျမတို့နားမှာအတူတူရှိနေတယ်ကျမတို့ဒုက္ခဆင်းရဲတဲ့မှာပဲဖြစ်ဖြစ်ကျမတို့ယောဂဝေဒနာခံစားနေရတဲ့အချိန်မှာပဲဖြစ်ဖြစ်ကျမတို့ရဲ့ကြီးမားတဲ့ပြဿနာတွေကြားထဲမှာဘုရားသခင်အတူရှိနေတာဖြစ်ပါတယ်။မီးထဲမှာလည်းကိုရောရှိတယ်လို့ရေပေါ်မှာလမ်းလျှောက်ရင်လည်းကိုရောရှိတယ်။ဒီဂတိတော်အတွက်ကျမတို့စိတ်ချရင်းနဲ့ဘ
ဖျားသခင်နဲ့ကျမတို့ရဲ့ relationship ကိုဒီဆက်သွယ်မှုကိုအမြဲတမ်းတည်တံ့ခိုင်မြဲစေဖို့เนาะအဆက်အသွယ်ဘယ်တော့မှမပြတ်ဘူးဆိုတာကိုသိဖို့ကျမတို့ရဲ့အသက်တာမှာဒီနှုတ်ကပတ်တော်အဖြစ်ဆင်ခြင်ဖို့ဖြစ်ပါတယ်ငါဒီတင့်ကိုမစွန့်တင့်ကိုအလင်းပြည့်၍မထားအားလုံးပေါ်မှာဖျားရှင်ကောင်းကြီးပေးပါစေအနန္တမြတ်တော်ရှင်အဖဖျားကိုရော့ကိုကျေးဇူးတင်ပါတယ်ဒီနေ့ကိုရောသားသမီးတို့နဲ့အတူတူရှိနေခြင်းအတွက်ကျေးဇူးတော်ကိုချီးမွမ်းပါတယ်တခါတလေမှာကိုရော့ဘက်ကတိတ်ဆိတ်နေတယ်လို့ခံစားရတဲ့အချိန်တွေရှိပါတယ်သားသမီးတို့နဲ့ကိုရောနဲ့အဆက်အသွယ်ပြတ်နေတယ်လို့ခံစားရတဲ့အချိန်တွေရှိပါတယ်ဒီຢာကသားသမီးတို့ရဲ့အပြစ်တွေကြောင့်သာဖြစ်တယ်ဆိုတာဝန်ခံပါတယ်ကိုရောကသားသမီးတို့ကိုဘယ်တော့မှမပြစ်ထားဘူးဆိုတာလည်းသိပါတယ်ဝိညာဉ်တော်နဲ့လွတ်ခြင်းအလို့ငါဘဲမှသွားလို့မရတယ်လို့မျက်နာတော်နဲ့လွတ်ခြင်းအလို့ငါလည်းဘယ်ကိုမှပြေးလို့မရပါဘူးကိုရောဒီနေ့ဆာလန်ဆရာကပြောပါတယ်ကောင်းကင်ကိုတက်ရင်ကိုရောရှိတယ်မရဏနိုင်ငံမှာအေးအောင်ခင်လဲကိုရောရှိတယ်လို့ပြောတဲ့အတိုင်းယနေ့သားသမီးတို့၏အသက်တာမှာလဲဘယ်နေရာမှာပဲရှိရှိဒုက္ခထဲမှာရှိရှိစစ်ပွဲထဲမှာရှိရှိငွေကြေးပြဿနာထဲမှာရှိရှိအိမ်အောင်ရေးခက်ခဲမှုတွေကြားထဲမှာပဲရှိရှိကိုရောအတူရှိနေသောကြောင့်ယေရှုတင်တယ်ကိုရောနဲ့အဆက်အသွယ်မပြတ်သောကြောင့်ယေရှုတင်တယ်လောကအရာတွေအင်တာနက်လိုင်းတွေတယ်လီဖုန်းလိုင်းတွေဆက်သွယ်မှုပြတ်တောက်သွားနိုင်ပါတယ်သို့တော်လည်းကိုရောနဲ့သားသမီးတို့ဘယ်တော့မှအဆက်အသွယ်မပြတ်ဘူးဆိုတာကိုသိရလို့ယေရှုတင်ပါတယ်အိုဖျားရှင်တနေ့တာလုံးပို့ဆောင်ပေးခဲ့သောကြောင့်ယေရှုတော်ကိုချီးမွမ်းပါတယ်ဒီညတညတာလုံးမှာလည်းအတောင်တော်အရေးအောက်မှာလုံခြုံနှွေးထွေးစွာအိပ်စက်ရသောအခွင့်ကိုပေးပါမကြခင်မှာမြန်မာပြည်ကြီးကိုနိုးထခြင်းအခွင့်နဲ့ပြန်လဲရှင်သန်လန်းဆန်းရသောအခွင့်ကိုပေးတော်မှာဖြစ်လို့ယေရှုတင်နေမှောင်မိုက်နေသောဤနိုင်ငံကြီးကိုကိုရော၏အလင်းတရားထွန်းလင်းတော်မှာဖြစ်လို့ယေရှုတင်ပါတယ်မြန်မာနိုင်ငံမှာရှိကြတဲ့ပြည်သူပြည်သားအားလုံးလူသားအားလုံးဟာအသက်ရှင်တော်မူသောဖခင်၏ဘုန်းသက်တွေကိုခံစားရမှာဖြစ်လို့ယေရှုတင်ပါတယ်။အိုးဖခင်ရှင်ပြည်တော်ကြီးကိုချမ်းသာပေးပါ။ဤနိုင်ငံကြီးကိုငြိမ်းချမ်းစေပါ။စစ်ပွဲများကိုရပ်တန့်ပေးပါ။မုန်းတီးခြင်းခါးတီးခြင်းရန်ရှာတပ်ဖြတ်ခြင်းအလုံးစုံတို့ကိုရပ်တန့်ပေးတော်မူပါ။ဆာလောင်နေသောသူများကိုကျွေးမွေးတော်မူပါဖာ။ငိုကြွေးနေသောသူတို့၏မျက်ရည်ကိုတုပ်ပေးတော်မူပါကြောင်ရွံတုံလှုပ်နေသောသူများကိုနှစ်သိမ့်ခြင်းပေးတော်မူပါဖျားနာနေသောသူများကိုလည်းကျွေးမွေးတော်မူပါချုံနှောင်ခြင်းကိုခံထားရသောသူများကိုလည်းလွတ်မြောက်ခြင်းအခွင့်ပေးတော်မူပါကိုရောကိုခေါ်နေသောသူများကိုထူးလက်ကိုရောရဲ့လက်တော်နဲ့မဆာတော်မူပါယေရှုတင်နဲ့သားသမီးတွေအသက်တာအသီးသီးကိုကိုရောလက်တော်သို့အနှံ့နဲ့ကိုရောဒီကောင်းမြတ်သောဖခင်အစဉ်အမြဲသားသမီးတို့ကိုမဆာသောဖခင်သခင်ဖြစ်တော်မူသည့်အတိုင်းသားသမီးတို့နဲ့ဘယ်တော့မှအဆက်အသွယ်မပြတ်ဘဲကြည့်ရှုနေသောကြောင့်ကိုရောကိုယေရှုတင်လက်ဒီညတညတာလုံးအတွက်လက်တော်ရဲ့သို့စက္ကန့်အနှံသောအခါမှာသားသမီးတို့ကိုအစဉ်အမြဲလမ်းပြပို့ဆောင်ကောင်းကြီးပေးလက်ကွယ်ကာတော်မူသောသခင်ယေရှုဖခင်၏မြတ်သောနာမ၌ယိုသည်စွာဆုတောင်းဆက်ကပ်ပါ၏အဖထာဝရမြတ်စွာသောဘုရားအာမင်